ဘဝမှာမကြရှုံးဘူးတဲ့လူဆိုတာမရှိဘူးကြရှုံးတာတော့ကိုယ့်ရဲ့တန်ဖိုးကိုမချပဲပြန်ထနိုင်သူတွေသာစိတ်သက်ကြံ့ခိုင်ကြသူတွေပါဒီလူတွေမှာတွေ့ရတဲ့အချက်အချို့ရှိတယ်တမိမိကိုအားကိုးကြသူတွေပါသူတစ်ပါးကိုမိခိုးတာမလုပ်ပဲကိုယ့်အရေးချင်းနဲ့ကိုဒုကိုချွန်စူးစမ်းကြသူတွေဖြစ်ကြတယ်နှစ်ညင်းဆိုဖို့ဝင်မလေးဘူးအာနာတတ်သူတွေကခဏခဏအတုံးချခံရတတ်တယ်ဒါကြောင့်သူတို့ကကိုမလုံနိုင်တာကိုအာမနာတတ်ကြဘူးသုံးသူများဝေဖန်ချက်ကိုဂရုမစိုက်ဘူးအစိုးမြင်စကားကိုအာယုံမစိုက်ပဲကိုလန်းကိုလျှောက်တယ်လေးအမြဲတင်ယူနေတယ်အသိပညာဗဟုသုတရှိသူတွေကိုဘယ်သူမှအထင်မသေးရဲကြဘူးငါကိုသူများနဲ့မနိုင်ဘူးသူတို့ကသူများနဲ့မနိုင်ပဲမနေ့ကထက်ဒီနေ့ပိုကောင်းအောင်နေထိုင်ကြတယ်6ကိုလေးစားတယ်သူများသဘောကျမှုကိုရဖို့သူတို့ကမကြိုးစားကြဘူး9ရီမန်းချက်ပြတ်သားတယ်သူတို့ကသူတို့လုပ်ရမယ့်အလုပ်ကိုမပြီးမချင်းလုပ်ကြတယ်အဓိကကတော့ကြာရှုံးတာနဲ့ကိုယ့်ရဲ့တန်ဖိုးကြတာမဟုတ်ပါဘူးတခါလဲရင်အခါတရာပြန်ထားမဲ့စိတ်ရှိသူတွေကိုဘယ်သူမှမစနောက်မဆန်းသက်ရဲဘူးစမ်းသပ်မိရင်တော့အလင်းအမြန်လက်လျှော့ရမှာကျင်းသေးပါသူတို့ကဖြစ်လာမဲ့အဆိုးကောင်းအရာအတွက်အစင်သစ်ဖြစ်နေပါတယ်ဒီလိုအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ထားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်